ကျောင်းတော်သားကရန်ညိုးကိုအနှစ်20ကြာမှလက်စားပြန်ချီနိုင်ခဲ့တဲ့သူရဲ့ကောင်မင်္ဂလာပေါင်းနဲ့ခါကြောင်းနဲ့နေရောရင်းမြဲဖြစ်ပါစေလို့ကျွန်တော်တို့ပီကာဆို channel ကနေဥစွာပထမလောကဆက်သားလိုက်ပါရခင်ဗျာဒီနေ့မှာတော့သူမိမကိုတက်ပြီးသူကလေးကိုခိုးသွားတဲ့ရန်သူကိုပြန်လက်စားချီဖို့အတွက်တပွဲမွေးကသူ့လိုဖြစ်အောင်လေ့ကျင့်ပေးပြီးအတူတကွလက်စားချီနိုင်ခဲ့တဲ့သူရဲ့ကောင်ကြောင့်ရိုက်ကူးထားတဲ့ The Mask of Zorro ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာမို့ကြည့်ရှုအားပေးကြပါဦးခင်ဗျာဇလန်လေးရဲ့အစမှာတော့1820ခုနှစ်မှာမက္ကဆီကိုကိုစပိန်တွေရဲ့ကိုလိုနီအုပ်ချုပ်မှုအဆုံးသတ်ကနေအချိန်ကိုရောက်ရှိလာခဲ့ပြီးကယ်လီဖိုးနီးယားပြည်နယ်ကလူတွေကရက်စက်တဲ့စပိန်အစိုးရကိုဆန္ဒပြခဲ့ကြပါတယ်။အဲဒီချိန်တုန်းကမက္ကဆီကိုကိုအုပ်ချုပ်တဲ့ဒေါ်ရဖယ်ကမက္ကဆီကိုကိုနောက်ဆုံးထိုးနှိပ်ချက်မလုပ်ဘဲလွတ်လပ်ခွင့်မပေးနိုင်ကြောင်းညှင်းဆိုခဲ့ပါတယ်။နောက်တစ်ခါမှာတော့ကောင်လေးနှစ်ယောက်ဖြစ်တဲ့ဝါကင်းနဲ့အလန်ဟန်ဒရိုတို့ကအိမ်ထဲကနေကွန်မြူမှုတစ်ခုကိုချောင်းကြည့်နေခဲ့ကြပါတယ်။သူတို့ကဒနိုင်လာသူရဲကောင်းဆိုလိုရောက်လာပြီးတော့အသက်ခံရမယ့်အကျဉ်းသားတွေကိုကယ်တင်ပေးဖို့မျှော်လင့်ဆောင်စားနေကြတာပါ။သူတို့မျှော်လင့်ထားတဲ့အတိုင်းဇိုရိုကအချိန်မီရောက်လာပြီးတော့အသက်ခံရမယ့်ကျင်းသား3ယောက်ကိုလည်းကာကွယ်ပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့တယောက်တည်းပြင်မဲ့ဖိုက်တာဖြစ်တဲ့ဇိုရိုကစစ်သားတွေအများကြီးကိုတယောက်တည်းအနိုင်ယူပြီးလာသာဆောင်ပေါ်တက်ကဓာတ်နဲ့ဒေါ်ရဖယ်ရဲ့လေပင်မှာဆက်မှတ်သားရေးပေးလိုက်ပြီးတော့ဘယ်တော့မှမက္ကဆီကိုကိုပြန်မလာဖို့တတိပေးခဲ့ပါတယ်။လူအုပ်ထဲကကလေးမျိုးရဲ့အကူအညီနဲ့သူကထိခိုက်ဒဏ်ရာကြီးကြီးမားမားမရဘဲနဲ့အဆောင်တွေလက်ကနေလည်းထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့ပါတယ်။ဒီနောက်မှာတော့ဇိုရိုကအလန်ဟန်ဒရိုနဲ့ဝါကင်းတို့ကိုကျေးဇူးတင်တဲ့အနေနဲ့သူ့ရဲ့လက်ဆွဲပေးခဲ့ပြီးမြင်းမော်တက်ကထွက်ခွာသွားခဲ့ပါတယ်။အိမ်မရောက်တဲ့အချိန်မှာဇိုရိုတယောက်မျက်နှာဖုံးချွတ်လိုက်တဲ့အခါမှာတော့သူကဒွန်ဒရီကိုဖြစ်နေခဲ့တာပါ။သူကအမ်ဘာရန်ဇာရဲ့ချစ်ရတဲ့ယောက်ျားဖြစ်ပြီးသူသမီးလေးအယ်လီနာအတွက်လည်းအားကိုးရတဲ့အဖေတယောက်ပဲဖြစ်ပါတယ်။အဲဒီနောက်သူကညတိုင်းသူသမီးလေးကိုသူ့ရဲ့တိုက်ပွဲတွေအကြောင်းကိုဇလန်းစင်ကပြောပြပြီးတော့ချော့သိလေးရှိပါတယ်။ခဏကြာတော့သူမိမကအခန်းထဲဝင်လာတဲ့အချိန်မှာကယ်လီဖိုးနီးယားကပြန်လဲပေါင်းစည်းတော့မှာဖြစ်တဲ့အတွက်ဇိုရိုကိုမလိုအပ်တော့တဲ့အတွက်သူကနောက်ထပ်လူလုံးပြစရာလိုတော့တဲ့အကြောင်းသူ့ကိုပြောကကတိပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့သူတို့ကနန်းနေကြတော့မှဒေါ်ရဖယ်နဲ့သူ့အဆောင်တွေကရောက်လာကြပါတယ်။တကယ်တော့တွန်ကသူ့ကိုဇိုရိုမန်တီသွားကဖမ်းဆီးဖို့ရောက်လာတာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီယိုကိုကရိုင်ဖယ်နဲ့တိုက်ခိုက်ခဲ့ပေမဲ့လည်းတိုက်ပွဲအတွင်းမှာအယ်ဘာရန်ဇာကသူ့ယောက်ျားကိုတနက်ရံကနေဝင်ကာပေးရင်းနဲ့တီသွားခဲ့ရပါတယ်။အဲဒါကြောင့်ဒီရီကိုကကြေပွဲသွားခဲ့ပြီးတော့အဖမ်းခံခဲ့ရပါတယ်။ဒေါ်ရဖယ်ကတော့သူ့ကိုဖမ်းဆီးကသူ့အိမ်ကိုမီးရှို့ပြီးတော့အမ်မလီနာကိုလည်းသူ့သမီးဖြစ်မွေးစားဖို့ခေါ်သွားခဲ့ပါတယ်။ဒီရီကိုကသူ့ကိုသူ့ရဲ့လုပ်ရက်အတွက်ပြန်ပြီးတော့လက်စားချီမယ်လို့ကျင်းဆိုခဲ့ပါတယ်။အနည်း20ကြာပြီးတဲ့နောက်မှာတော့လက်သုံးချောင်းချက်ကလူကြီးတွေဖြစ်နေပြီဖြစ်တဲ့ဝါကင်းနဲ့အလန်ဟန်ဒရိုတို့ကိုပီဆိုနီယာနဲ့လဲဖို့ဆွန့်ပစ်နယ်မြေကနေမြို့ကိုဆွဲခေါ်သွားခဲ့ပါတယ်။အဲဒီကိုရောက်တော့စီစဉ်ထားတဲ့အတိုင်းသူတို့ကပူးပေါင်းကရွှေတွေနဲ့မြင်းတွေကိုခိုးလာကြပါတယ်။ဒါပေမဲ့မြို့တွေကပြန်ထွက်လာတဲ့အခါမှာတော့ရဖယ်စစ်တပ်ရဲ့ဗိုလ်ချုပ်ကပတင်ဟယ်ရီဆန်ကသူတို့ကိုတားလိုက်ပါတယ်။ဟယ်ရီဆန်ကအချက်ကိုတနက်နဲ့ပစ်ခဲ့ပြီးတော့ဝါကင်းကိုလည်းပစ်တတ်ခဲ့ပါတယ်။အလန်ဟန်ဒရိုတယောက်ထွက်ပြေးသွားခဲ့ပြီးလွတ်မြောက်သွားကဂျုံမုတ်တွေကြားမှာပဲပုံနေရပါတယ်။အဲဒီနောက်ဟယ်ရီဆန်ကသူ့ညီရဲ့ခေါင်းကိုဆုလက်ထုတ်ယူဖို့ဖျက်ယူသွားတာကိုသူကကြည့်နေုံပဲတတ်နိုင်ခဲ့ပါတယ်။စစ်သားတွေထွက်သွားပြီးတဲ့နောက်မှာတော့အလန်ဟန်ဒရိုတယောက်သူ့ညီပြုတ်ကျခဲ့တဲ့ဇိုရီရဲ့လက်စဲလေးကိုပြန်ပြီးသွားကောက်ခဲ့ပါတယ်။အဲဒီညမှာတော့ဒေါ်ရဖယ်ကဇိုရိုကိုတွေ့ဖို့အတွက်ထောင်ထဲကိုရောက်လာခဲ့ပါတယ်။အနည်း20ကြာသွားတာတော့မှသူကဇိုရိုတည်သွားပြီဆိုတာကိုမယုံကြည်နိုင်သေးဘူးဖြစ်နေခဲ့တာပါ။သူကထောင်သားဖြစ်နေတဲ့ဒီရီကိုတွေ့ခဲ့ပေမဲ့သူ့ကိုဇိုရိုမှတ်မိခဲ့ပါဘူး။ဒီနောက်မှာတော့သူကထောင်သားတွေကိုခန်းထဲပြန်ထည့်ဖို့အဆောင်တွေကိုအမိန့်ပေးခဲ့ပြီးတော့ထွက်သွားခဲ့ပါတယ်။အဲဒီချိန်မှာပဲထောင်သားတယောက်မတော်တဆတက်ခံလိုက်ရပါတယ်။ဒီရီကိုကဒါကိုခွင်ကောင်းယူကတိုက်ခိုက်ဖို့ချိန်ကောင်းကိုစောင့်နေခဲ့တာပါ။အချိန်ကြာလာတဲ့ခါမှာတော့သူကအဆောင်တယောက်ကိုတက်ပစ်ကတော့ယူပြီးတော့ခန်းထဲကထွက်လာပြီးတော့မြင်းမြုပ်ခံရမဲ့တည်သွားတဲ့ထောင်သားလိုဟန်ဆောင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့အကုန်လုံးကသူ့ရဲ့အစီအစဉ်တိုင်းဖြစ်ခဲ့ပြီးသူကမြင်းမြုပ်ခံလိုက်ရကပြန်တိုးထွက်လာကထောင်ကနေလွတ်လာခဲ့ပါတယ်။နောက်တစ်ခါမှာတော့ဒေါ်ရဖယ်ကကယ်လီဖိုးနီးယားကသူ့ဖွဲ့ဝင်တွေနဲ့တွားတွေ့ပါတယ်။သူတို့နဲ့စကားခဏပြောခဲ့ပြီးတဲ့နောက်မှာတော့သူကပြန်ရောက်လာပြီးဖြစ်ကြောင်းကြေညာကသူ့အာဏာနဲ့ပြည်သူတွေအကုန်လုံးအတွက်အဆင်ပြေအောင်လုပ်ပေးမယ်ဖြစ်ကြောင်းပြောခဲ့ပါတယ်။အဲဒီချိန်မှာပဲဒီရီကိုကလူအုပ်ကြားထဲမှာလက်စားချေဖို့အတွက်စောင့်နေခဲ့ပါတယ်။ဒါမဲ့လည်းအယ်လီနာရောက်လာတော့သူ့ရဲ့လက်စားချေမဲ့ရည်ရွယ်ချက်ကိုနောက်ဆုတ်ခဲ့ရပါတယ်။တနေရာမှာတော့အလန်ဟန်ဒရိုတယောက်မူယူနေခဲ့ပါပြီ။သူကပတ်စံမရှိတဲ့အတွက်ဇိုရိုရဲ့ဆွဲကြိုးကိုရောင်းပြီးတော့လုပ်ခဲ့တာပါ။ဒါကိုမြင်သွားတဲ့ဒီရီကိုကသူ့ကိုမရောင်းဖို့တားကဘဲကရခဲ့တာလဲလို့မေးလိုက်ပါတယ်။အလန်ဟန်ဒရိုကလည်းလေဆွဲကတည်သွားတဲ့သူ့ညီဟွာကင်းရဲ့ဟာဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲဒီနောက်ဟယ်ရီဆန်တယောက်မြို့ထဲကိုရောက်လာခဲ့ပြီးအလန်ဟန်ဒရိုကလည်းသူ့ကိုတိုက်ခိုက်ဖို့ကြံလိုက်ပါတယ်။ဒါမဲ့လည်းဒီရီကိုကသူ့ကိုတားကအရက်မိုးနေတုန်းဓာရီကျွမ်းတဲ့စစ်သားတယောက်နဲ့မတိုက်ခိုက်တင်ကြောင်းကိုပြောခဲ့ရပါတယ်။ဒါကိုကြားလိုက်ရတော့အလန်ဟန်ဒရိုတယောက်ဒီရီကိုတိုက်ခိုက်ခဲ့ပေမဲ့သူပဲရှုံးနေခဲ့ရပါတယ်။အဲဒီနောက်မှာတော့သူကဇိုရိုဖြစ်ကြောင်းဒီရီကိုကပြောကအလန်ဟန်ဒရိုကိုသူ့ရဲ့တပည့်လုံးမလားလို့မေးခဲ့ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါမှာတော့အလန်ဟန်ဒရိုတယောက်သူ့ငယ်ဘွားကသူ့ရဲ့ကောင်းရဲ့တပည့်ဖြစ်ပျော်ပျော်ကြီးကိုလက်ခံခဲ့ပါတယ်။ဒါကြောင့်ဒီရီကိုတယောက်သူ့ကိုလေ့ကျင့်ပေးဖို့အတွက်သူပုံးခူတဲ့ကူထဲကိုခေါ်သွားခဲ့ပါတယ်။သူကအလန်ဟန်ဒရိုကိုနောက်ထပ်ဇိုရိုဖြစ်လာဖို့အတွက်ဘလို့တိုက်ခိုက်ရမယ်ဘလို့စကားပြောရမယ်ဆိုတာတွေကိုလေ့ကျင့်ပေးပါတယ်။လေ့ကျင့်ပြီးဆုံးသွားပြီးနောက်တညမှာတော့အလန်ဟန်ဒရိုတယောက်မျက်နှာပုံးတက်က
Rafael ရဲ့မြင်းဆောင်ကိုတွားပြီးတော့မြင်းတစ်ကောင်ကိုကိုးလိုက်ပါတယ်။သူမြင်းကုန်းနေတော့မှအလီနာရောက်လာခဲ့တဲ့အခါမှာတော့သူ့ကိုတွေ့သွားပါတယ်။သူတို့နှစ်ယောက်စကားပြောခဲ့ကြတဲ့အခါမှာတော့အလီနာတယောက်သူ့ကိုစိတ်ဝင်စားသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့အလက်ဟန်ဒရိုတယောက်သူနဲ့တင့်တော်မဲ့မြင်းနဲ့ကိုတွေ့သွားတဲ့အခါမှာတော့တော်နေတိုးလို့နာမည်ပေးခဲ့ပါတယ်။သူကမြင်းကိုတက်စီးဖို့လုပ်နေတော့မှပဲအဆောင်တွေကအတန်ကြားသွားခဲ့ပါတယ်။ဒီနောက်မှာတော့ပေါက်ကွဲမှုကြီးဖြစ်သွားခဲ့ပေမဲ့ဇိုရိုကဘာမှမဖြစ်ဘဲနဲ့သူမြင်းနဲ့ထွက်ပြေးလာနိုင်ခဲ့ပါတယ်။နောက်တစ်ခါမှာတော့ဇိုရိုကတော်နေတိုကိုစီးရတာအခက်တွေ့နေခဲ့ပေမဲ့လည်းကြိုးစားပန်းစားနဲ့အားစိုက်ထုတ်လိုက်တဲ့အခါမှာတော့ချောချောမွေ့မွေ့စီးနိုင်သွားခဲ့ပါတယ်။ကိုရဲကိုပြောင်းတဲ့အချိန်မှာတော့ဒီကိုကသူ့ကိုမနှက်ဖြန်ညကြရင်ရဖယ်ကစားတော့ပွဲကျင်းပမှာဖြစ်ကြောင်းနဲ့သူတို့ကရဖယ်ပြန်လာတဲ့အကြောင်းရင်းကိုတီးဖို့အတွက်ခိုးဝင်ရမှာဖြစ်ကြောင်းပြောခဲ့ပါတယ်။အဲဒီလိုလုပ်ဖို့အတွက်အလက်ဟန်ဒရိုကအဖွဲ့ဝင်တယောက်လိုဟန်ဆောင်ရမှာဖြစ်ပြီးဒီကိုကလည်းသူ့ရဲ့အစီအကံလိုဟန်ဆောင်မှာပဲဖြစ်ပါတယ်။ရဖယ်ကအစီအကံတွေကိုဘယ်တော့မှမကြည့်တဲ့အတွက်အဲ့ဒီနီးနဲ့ဒီကိုမှတ်မိအောင်သွားကြမှာပဲဖြစ်ပါတယ်။နောက်တစ်ရက်ညမှာတော့သူတို့ကစားတော့ပွဲတွေကိုအောင်မြင်စွာခိုးဝင်နိုင်ခဲ့ကြပါတယ်။စားတော့ပွဲမှာတော့အလက်ဟန်ဒရိုကရဖယ်သဘောကျအောင်လုပ်ပြနိုင်ခဲ့ပြီးတော့သူ့အိမ်ကလည်းညစာလာစားဖို့ဖိတ်ခေါ်ခဲ့ပါတယ်။သူတို့ကစကားပြောနေတော့အလီနာကအလက်ဟန်ဒရိုကိုအကြည့်မလွဲနိုင်အောင်ဖြစ်နေပါတယ်။မိနစ်ပိုင်းလောက်ကြာတော့သူတို့ကနိုင်ငံရေးသမားတွေရဲ့စပွဲမှာသွားထိုင်ကြပါတယ်။အဲဒီနောက်မှာတော့ဟယ်ရီဆန်ကအလီနာကိုကောက်ဖို့ခေါ်ခဲ့တဲ့အခါမှာတော့အလီနာကအလက်ဟန်ဒရိုကိုမနာလိုအောင်လုပ်ဖို့သဘောတူခဲ့ပါတယ်။ဒါမဲ့လည်းဒါကမအောင်မြင်ခဲ့ပဲနဲ့အလက်ဟန်ဒရိုကအလီနာကိုခေါ်ကစိတ်ပါလက်ပါနဲ့နှစ်ယောက်သားတွဲကြတဲ့အတွက်ကာပွဲတစ်ခုလုံးရဲ့အာရုံကိုဖန်ဆားနိုင်ခဲ့ကြပါတယ်။ရဘယ်ကဒါကိုမြင်လိုက်ရတဲ့အခါမှာတော့သူသမီးရဲ့မတင်တော်တဲ့ပြုမှုတွေအတွက်အရှိရကဝင်တားခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကအလန်ဒရိုကိုတခြားအဖွဲ့ဝင်နေတဲ့အပေါ်တန်းမှာကျင်းပတဲ့လျှက်ဝက်စည်းဝေးတက်ရောက်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။အစည်းအဝေးမှာတော့ရဘယ်ကပြည်နယ်တစ်ခုလုံးကိုအုပ်ချုပ်ဖို့အတွက်သူ့ကြံကိုပြောပြနေပါတယ်။သူကကယ်လီဖိုးနီးယားကိုမက္ကဆီကန်ဆိုရစီကနေဝယ်ဖို့စီစဉ်နေတော့အဖွဲ့ဝင်တွေကသူတို့မှာပတ်စံလုံးလောက်မရှိတဲ့အကြောင်းထောက်ပြခဲ့ပါတယ်။ဒါမဲ့လည်းရဘယ်ကတော့သူတို့မသိတဲ့မက္ကဆီကန်ရွှေရင်းတွင်းရှိတဲ့အကြောင်းကိုပြောလိုက်ပါတယ်။တကယ်တော့သူကပြည်နယ်တစ်ခုလုံးကိုအဖွဲ့ဝင်တွေရဲ့ရွှေတွေနဲ့ဝယ်ချင်တာပဲဖြစ်ပါတယ်။နောက်တစ်ရက်မှာတော့သူတို့ကမိုင်းတွင်းကိုသွားခဲ့ကြတဲ့အခါမှာအာရမဖမ်းထားတဲ့အလုပ်သမားတွေကြောင့်ရလာတဲ့တန်တဲ့ကြီးရဲ့ရွှေတုံးတွေကိုတွေ့ခဲ့ကြပါတယ်။ဒါကိုမြင်လိုက်ရတော့အလန်ဟန်ဒရိုတယောက်နှလုံးကိုမြန်လာခဲ့ပြီးဒီလူတွေကိုလွတ်လပ်အောင်လုပ်ပေးဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။အိုင်တွင်းကနေထွက်လာတဲ့အချိန်မှာတော့ဟယ်ရီဆန်ကသူ့ကိုမျိုးထဲပြန်ရောက်ရင်နှစ်ယောက်တည်းစကားပြောဖို့ပြောလိုက်ပါတယ်။နောက်တစ်ခါမှာတော့အလန်ဟန်ဒရိုကသူ့ကိုတန်တရားဝင်နေတဲ့ဟယ်ရီဆန်နဲ့နှစ်ယောက်တည်းတွေ့ခဲ့ကြပါတယ်။အိုင်နာဟယ်ရီဆန်ကဝါကင်းရဲ့ခေါင်းပြတ်ထည့်ထားတဲ့ပလင်းကိုထုတ်ပြီးတော့အလန်ဟန်ဒရိုရဲ့ရှေ့ကစပွဲပေါ်မှာတင်ထားလိုက်ပါတယ်။သူကအလန်ဟန်ဒရိုရဲ့တရုတ်မှန်ပေါ်လာဖို့မျှော်လင့်ခဲ့ပေမဲ့ဇိုရိုကပုံမှန်တိုင်းပဲပြောဆိုထွက်ခွာသွားခဲ့ပါတယ်။ယူထဲမှာတော့ဈေးသက်တယောက်ကလမ်းမှာအလီနာကိုတွေ့ပြီးတော့မှတ်မိသွားခဲ့ပါတယ်။သူကအလီနာကိုလှမ်းခွက်လိုက်ပြီးတော့ဘဝတက်တယ်လေးပေးခဲ့ပါတယ်။အလီနာကလည်းဘယ်သူလဲဆိုတာမသိတဲ့အတွက်အံ့ဩသွားခဲ့ပြီးပတ်စံပေးဖို့နောက်ကနေလိုက်သွားခဲ့ပေမဲ့ဈေးသက်ကသူ့ကိုလက်ဆောင်ပေးတာဖြစ်ပြီးတော့လူမေအပါရာဇာနဲ့အတော်လေးတူချောင်းကိုပြောလိုက်ပါတယ်။ဈေးသက်ကသူငယ်ငယ်တုန်းကထိမ့်ပေးခဲ့တဲ့ကလေးထိန်ဖြစ်ကြောင်းနဲ့သူ့ဖေကဒီတွေကိုဖြစ်ကြောင်းပြောလိုက်တဲ့အခါမှာတော့အလီနာတယောက်နားမလည်နိုင်ခဲ့ပဲနဲ့စိတ်ရှုပ်သွားခဲ့ရပါတယ်။အဲဒီညမှာတော့အလန်ဟန်ဒရိုကဒီကိုလက်စားချီရမလားကျုံတွေကိုကယ်တင်ပေးရမလားဆိုတာရွေးရခက်နေကြောင်းဒီကိုရင်ဖွင့်ခဲ့ပါတယ်။ဒီကိုကလည်းသူ့ကိုအတိဝင်အောင်ဟယ်ရီဆန်အပေါ်အမုန်းတွေကိုမျိုးသိပ်ထားပြီးတော့အချိန်ကျလာတဲ့အခါကျမှအကုန်လုံးဖွင့်ထုတ်လိုက်ဖို့ချန်ပေးခဲ့ပါတယ်။အဲဒီညမှာတော့ Raven နဲ့ Harrison တို့နှစ်ယောက်သူတို့ရဲ့အောင်မြင်တော့မဲ့ကိစ္စတွေအတွက်ကြီးရခဲ့ကြပါတယ်။အဲဒီချိန်မှာပဲသတိပေးတံတွေထွက်လာခဲ့တဲ့အခါမှာတော့သူတို့တွေလည်းဘာတွေဖြစ်နေတာလဲဆိုတာကိုသိအောင် brain box ကနေကြည့်ခဲ့ကြပါတယ်။ဒီနောက်မှာတော့သူတို့ကခလန်းလက်မှာမီးတောက်နေတဲ့ဇက်ပုံစံကိုမြင်လိုက်ရပြီးတော့ဒုက္ခရောက်ပြီးမှသဘောပေါက်သွားတဲ့အတွက်ချက်ချင်းပြင်ဆင်ခဲ့ကြပါတယ်။ဒါမဲ့လည်းဇိုရိုကရောက်နေပြီဖြစ်တဲ့အတွက်သူတို့ကနောက်ကျသွားပြီပဲဖြစ်ပါတယ်။သူက Rapper ရဲ့အခန်းထဲကိုခိုးဝင်ခဲ့ပြီးတော့မိုင်းတွင်းမြေပုံကိုခိုးခဲ့ပါတယ်။ဒါကိုသတိထားမိသွားတဲ့ Harrison က Rapper ကိုမိုင်းတွင်းထဲကရွှေတွေကိုအများဆုံးပြောင်းရွှေ့ပြီးတော့ခြေရလက်ရဖျောက်ဖို့အတွက်အလုပ်သမားတွေကိုပါလှုပ်မပြေဖောက်ခွဲပစ်ဖို့အကြံပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့သူက Rapper ကိုပုံခိုင်းကအဆောင်တွေကိုလှမ်းခေါ်ခဲ့ပေမဲ့ခဏကြာတော့ဇိုရိုရောက်လာကလက်နဲ့မဲ့နေတဲ့သူ့ကိုဓာတ်နဲ့ကြွေထားခဲ့ပါတယ်။ဇိုရိုကအဆောင်တွေကိုလည်းလက်နဲ့ချခိုင်းက brain box နာကက်ရက်ခိုင်းပြီးတော့ကန်ချခဲ့ပါတယ်။အဲဒီနောက် Rapper ရောက်လာတဲ့အခါမှာတော့ဇိုရိုကသူတို့နဲ့နှစ်ယောက်တည်းတိုက်ခိုက်ခဲ့ရပါတယ်။သူကလက်သာဆောင်ကနေခုံချကအောက်ကအဆောင်တွေကိုတိုက်ခိုက်ခဲ့ပြီးနောက်ဆုံးမှာတော့ထွက်ပြေးလာနိုင်ခဲ့ပါတယ်။ဒီနောက်မှာတော့သူကဒေါ်နီတိုကိုရှာဖို့မြင်းဆောင်တွေကိုသွားခဲ့ပေမဲ့သူ့ကိုမြင်းလို့စီဖို့စောင့်နေတဲ့အလီနာကိုတွေ့ခဲ့ရပါတယ်။အလီနာကသူ့ကိုခိုးရတဲ့ပစ္စည်းတွေကိုပြန်ထားခိုင်းပြီးတော့1 by 1ချဖို့စိန်ခေါ်ခဲ့ပါတယ်။အလန်ဟန်ဒရိုကလည်းလက်ခံလိုက်ပြီးတော့တိုက်ခိုက်ခဲ့ကြတဲ့အခါမှာတော့အလီနာကရှုံးနေသွားခဲ့ပြီးတော့ကျွန်တော်တို့မျှော်လင့်ထားတဲ့အတိုင်းအင်ကြီးကျွတ်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့သူတို့နှစ်ယောက်နန်းခဲ့ကြပြီးကောင်းကဲရောက်နေတော့အဆောင်တွေရောက်လာတဲ့တန်ကြားတဲ့အခါမှာတော့ဇိုရိုကမချင်မရဲနဲ့ထွက်ခွာလာခဲ့ရပါတယ်။ကိုရဲပြန်ရောက်တဲ့အခါမှာတော့အလန်ဟန်ဒရိုနဲ့ဒီရီကိုတို့ကမိုင်းတွင်းလှုပ်သားတွေကိုဘယ်လိုကြရမလဲဆိုတာကိုဆွေးနွေးခဲ့ကြပါတယ်။ဒီရီကိုကတော့လက်စားချေဖို့အချိန်ရောက်ပြီလို့ပြောကအကုန်လုံးကသူ့လက်ထဲမှာရှိကြောင်းကိုပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့သူကအလီနာကိုမှန်တိုင်းပြောဖို့အတွက်ထွက်ခွာသွားခဲ့ပါတယ်။ဒီရီကိုက Rapper ရဲ့အိမ်ကိုသွားခဲ့ပြီး Harrison နဲ့ Rapper ကိုတွေ့ခဲ့ပါတယ်။
Rebel တယောက်ကောင်းပြတ်ခံရဖို့အတွက်နည်းနည်းလေးပဲလိုတော့တာဖြစ်ပြီးတော့ဒီရီကိုကလည်းသူ့ကိုဓာတ်နဲ့ရွေထက်ကအလီနာကိုခေါ်ခိုင်းခဲ့ပါတယ်။အလီနာရောက်လာတော့ Rebel ကသူ့ဘေချင်းကဒီရီကိုဖြေချောင်းကိုပြောပြလိုက်ပါတယ်။အလီနာကလည်းသူ့မိကိုတတ်ခဲ့တဲ့လူသက်သမားကိုအနှစ်20ကြာအောင်အဖေတော်ခဲ့ရတဲ့အတွက်တုံ့လှုပ်သွားခဲ့ပါတယ်။ဒီနောက်မှာတော့ဒီရီကိုကဖမ်းကန်လိုက်ရပြီးတော့ထောင်ထဲရောက်သွားခဲ့ပါတယ်။ Rebel နဲ့ Harrison တို့ကရွှေတွေသွားတင်နေကြတော့မှပဲအလီနာကသူ့ဖေကိုထောင်ထဲကနေလွှတ်ပေးလိုက်ပါတယ်။နောက်တစ်ခါမှတော့ Rebel တို့ကရွှေတွေကိုနေရာပြောင်းရွှေ့ဖို့ပြင်ဆင်နေခဲ့ကြပါတယ်။ရွှေတွေကိုပြင်ထုတ်ပြီးတော့ Rebel ကလုံသမားတွေကိုလောင်ရင်ထဲဝင်ခိုင်းပြီးတော့တောခတ်ကဘုံတွေလည်းဆင်ထားခဲ့ပါတယ်။အဲဒီနောက်မှာတော့ Harrison တယောက်ဘုံတွေကိုမီးညှိပြီးတော့ထွက်သွားပါတယ်။ဇိုရိုကလူတွေကိုကယ်ဖို့အချိန်မီရောက်လာခဲ့ပြီးတော့ Harrison တို့ကလည်းဇိုရိုကိုဖမ်းဖို့ပြန်သွားကြပါတယ်။ဇိုရိုတယောက်ရွှေတွေတင်ထားတဲ့ဆက်ကိုရက်ကချိန်ဆွဲလိုက်တဲ့အခါမှာတော့ Harrison ကမီးစကိုငြိမ်းခဲ့ပြီးဇိုရိုကိုသွားပြီးတော့တိုက်ခဲ့ပါတယ်။ Harrison တယောက်ဇိုရိုကို1-1ချဖို့စိန်ခေါ်ခဲ့တာကသူ့ဘဝရဲ့အကြီးမားဆုံးအမှားကိုပြုလုပ်မိတာပဲဖြစ်ပါတယ်။သူတို့ချနေတဲ့နေရာကနေခဏလန်းမှာတော့ဒီရီကိုတယောက်ကျောင်းတော်စားကရန်ကျိုးရှိတဲ့ Rebel နဲ့တိုက်ခိုက်နေခဲ့ပါတယ်။သူက Rebel ကိုတက်ခါနီးမှာတော့အလီနာရောက်လာခဲ့ပါတယ်။အဲဒါကြောင့် Rebel ကတနက်ထုတ်ကအလီနာကိုချိန်ထားလိုက်ပြီးတော့ဒီရီကိုလည်းတန်ရာရအောင်လုပ်လိုက်ပါတယ်။အဲဒီအချိန်မှာပဲ Harrison နဲ့ Zoro တို့ကစက်ပေါ်မှာတိုက်ခိုက်နေကြပြီးတော့မိုင်းလုသားတွေနားမှာမီးလောင်အောင်မတော်တဆလုပ်မိခဲ့ပါတယ်။အဲဒါကြောင့်ဘုံရဲ့မီးစားကမီးပြန်ဆွဲသွားတဲ့အခါမှာတော့ဒါကိုတွေ့သွားတဲ့အလီနာကမိုင်းလုသားတွေကိုလှုပ်ပေးဖို့အမြန်သွားခဲ့ရပါတယ်။အဲဒီအချိန်မှာပဲ Zoro ကတော့ Harrison ရဲ့ဘိုက်ကိုဓာတ်နဲ့ထိုးလိုက်နိုင်ခဲ့ပါတယ်။ဒီရီကိုတယောက် Rebel ရဲ့ခြေထောက်ကိုရွှေတင်ထားတဲ့လဲနဲ့ချီပေးလိုက်ပြီးတော့အောက်က Harrison ဘုံကိုပျောက်ကျအောင်တွန်းချခဲ့ပါတယ်။အဲဒီနောက်မှာတော့မိုင်းတွင်းပေါက်ကွဲခင်စက္ကန့်ပိုင်းလောက်အလိုမှာတော့ Zoro က Amlina ကိုကူညီတာအကုန်လုံးကိုလွတ်ပေးနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဒီရီကိုကသူ့ရဲ့နောက်ဆုံးဆန္ဒအနေနဲ့ Alejandro နဲ့ Elena တို့ကိုလက်ချင်းချိတ်ပေးခဲ့ပါတယ်။နေ့ငယ်ကြာမှာတော့ Alejandro တယောက်သူသားလေးကိုဒီရီကိုတုံးကလိုပဲသူ့ရဲ့ဇလန်းတွေကိုပြောပြကချော့သိပ်နေခဲ့ပါတယ်။ဇလန်းလေးကတော့ဒါပါပဲခင်ဗျာကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ကြီးတို့ကိုလည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာဒီလိုဇလန်းကောင်းလေးတွေကိုကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားခဲ့ကြပါအောင်ခင်ဗျာ